ပြည်တော်စုသမ္မတမြန်မာနိုင်ငံတော်မြန်မာတပ်မတော်၏တပ်မတော်ကာကွယ်ဦးစီးချုပ်တာဝန်လွှဲပြောင်းလက်ခံခြင်းဂုဏ်ပြုစေပြအခမ်းအနားကိုဒီကနေ့မနက်ပိုင်းမှာနေပြည်တော်ရှိဇေယျာသီရိဗိမာန်မှာကျင်းပပြုလုပ်ပါတယ်။ပထမဆုံးလက်ရှိမြန်မာတပ်မတော်၏တပ်မတော်ကာကွယ်ဦးစီးချုပ်တာဝန်ထမ်းဆောင်လျက်ရှိသည့်ဗိုလ်ချုပ်မှုကြီးတရိုးမဟာတရေစီသူတရိုးတီတီတူဓမမင်းအောင်လှိုင်နဲ့တပ်မတော်ကာကွယ်ဦးစီးချုပ်တာဝန်လွှဲပြောင်းလက်ခံတာဝန်ထမ်းဆောင်မည့်ကာကွယ်ဦးစီးချုပ်ကြီးဗိုလ်ချုပ်ကြီးဇေယျကျော်ထင်စီသူရဲဝင်းတို့သည်ရှေ့ဆောင်ရရှိနှုတ်ဦးဆောင်ပြီးအခမ်းအနားကျင်းပမည့်နေရာသို့ရောက်ရှိကြပါသည်။အဲဒီနောက်လက်ရှိမြန်မာတပ်မတော်၏တပ်မတော်ကာကွယ်ဦးစီးချုပ်တာဝန်ထမ်းဆောင်လျက်ရှိသည့်ဗိုလ်ချုပ်မှုကြီးတရိုးမဟာတရေစီသူတရိုးတီတီတူဓမမင်းအောင်လှိုင်နှင့်တပ်မတော်ကာကွယ်ဦးစီးချုပ်တာဝန်လွှဲပြောင်းလက်ခံတာဝန်ထမ်းဆောင်မည့်ကာကွယ်ဦးစီးချုပ်ကြီးဗိုလ်ချုပ်ကြီးဇေယျကျော်ထင်စီသူရန်ဝင်းတို့သည်အလေးပြုခံဆင်မြင့်တွင်နေရာယူကြပြီးဂုံပြုတက်ခွဲ၏အလေးပြုခြင်းကိုခံယူပါသည်။အဲဒီလိုဂုံပြုတက်ခွဲ၏အလေးပြုခြင်းကိုခံယူနေခြင်းပါဂုံပြုအမြောက်တက်ခွဲမှာလည်းအမြောက်16ချက်ကိုဈေးပြအခမ်းအနားဖြင့်ဂုံပြုပြထောက်ပါသည်။အဲဒီနောက်လက်ရှိမြန်မာတပ်မတော်၏တပ်မတော်ကာကွယ်ဦးစီးချုပ်တာဝန်ထမ်းဆောင်လျက်ရှိသည့်ဗိုလ်ချုပ်မှုကြီးတရိုးမဟာတရေစီသူတရိုးတီတီတူဓမမင်းအောင်လှိုင်သည်ဂုံပြုတက်ခွဲအားစစ်ဆေးပါသည်။အဲဒီနောက်တပ်မတော်ကာကွယ်ဦးစီးချုပ်ဗိုလ်ချုပ်မှုကြီးတရိုးမဟာတရေစီသူတရိုးတီတီတူဓမမင်းအောင်လှိုင်ကဂုံပြုမေကွန်ပြောကြားရမှာယနေ့ဟာတပ်မတော်တဲကိုစတင်ဝင်ရောက်ခဲ့တဲ့1984ခုနှစ်အချိန်ကဆိုပါကရာထူးတာဝန်အသီးသီးထမ်းဆောင်ခဲ့သည်မှာ52နှစ်ခန့်ရှိပြီဖြစ်ကြောင်းလွန်ခဲ့တဲ့15နှစ်2011ခုနှစ်မတ်လ30ရက်နေ့မှာဗိုလ်ချုပ်မှုကြီးတန်းရွှေနဲ့တပ်မတော်အကြီးအကဲများကတပ်မတော်ကာကွယ်ရေးဦးစီးချုပ်ဖြစ်ယုံကြည်စွာဖြင့်တာဝန်လွှဲပြောင်းပေးအပ်ခဲ့သည့်ယခုတာဝန်ကိုကိုယ်စွမ်းဉာဏ်စွမ်းရှိသမျှအကောင်းဆုံးဖြစ်အောင်ကျေပွန်စွာထမ်းဆောင်ခဲ့ကြောင်းဗိုလ်ချုပ်ကြီးနေဝင်းပါဝင်ခေတ်ဆက်ဆက်တပ်မတော်ခေါင်းဆောင်ကြီးများမျှော်မှန်းတည်ဆောက်ခဲ့တဲ့အတိုင်းအင်အားတောက်တင်ပြီးစွမ်းရည်ထက်မြက်တဲ့ခေတ်မီမျိုးချစ်တပ်မတော်ကြီးဖြစ်အောင်ကြိုးပမ်းတည်ဆောက်ခဲ့ကြောင်းအဲလိုတည်ဆောက်တဲ့နေရာမှာရခိုင်တပ်မတော်အကြီးအကဲများရဲ့လမ်းညွှန်ဆုံးမှဩဝါဒများ
ဖြတ်သန်းခဲ့ရတဲ့ဘဝအတွေ့အကြုံများနဲ့ပေါင်းစပ်ပြီးအကောင်းဆုံးဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်းဒါကြောင့်လေတပ်မတော်၏စွမ်းရည်မြင့်မားရေးနိုင်ငံတကာတပ်မတော်များနဲ့ရင်မောင်တန်းနိုင်ရေးတို့ကိုအတိုင်းအတာတရက်အထိရောက်အောင်မြင့်တင်စွမ်းဆောင်ပေးနိုင်ခဲ့ကြောင်းဒါအပြင်တပ်မတော်ကြီးရည်လေလက်ယုံတပ်ဖွဲ့များအတွက်တိုးတက်ပြုပြင်ပြောင်းလဲမှုများစွာဆောင်ရွက်နိုင်ခဲ့ပြီးဒီမိုကရေစီအစိုးရတပ်တန်း20မှာလည်းနိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးအတွက်ကဏ္ဍများစွာပူးပေါင်းလက်တွဲဆောင်ရွက်ခဲ့ကြောင်းအဲဒီလိုဆောင်ရွက်နေချိန်တွင်2020ပြည့်နှစ်ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲမှာမဲမတမာမှုများစွာဖြစ်ပေါ်ခဲ့တာကိုဖြည့်ရှင်းဆောင်ရွက်ပေးရန်2008ခုနှစ်ဖွဲ့စည်းပုံအခြေခံဥပဒေအရပေးအပ်ထားတဲ့တာဝန်နဲ့ညီတပ်မတော်မှအကြိမ်ကြိမ်ကြိုးစားခဲ့တော်လဲဖြည့်ရှင်းမပေးဘဲနိုင်ငံတော်အာဏာကိုအတင်းအဓမ္မနည်းဖြင့်ရယူရန်ကြိုးစားခဲ့ကြောင်းဒါကြောင့်ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်ညီနိုင်ငံတော်ကိုအရေးပေါ်အခြေအနေကြေညာခဲ့ပြီးနိုင်ငံတော်၏တာဝန်အရရက်ကိုပါပူးတွဲထမ်းဆောင်ခဲ့ရကြောင်းအဲဒီလိုဆောင်ရွက်ခဲ့ရမှုဟာအားလုံးမျှော်လင့်မထားတဲ့နိုင်ငံရေးအလှည့်အပြောင်းကြီးဖြစ်ကြောင်းအဆိုပါကာလကနိုင်ငံတော်မှာကိုဗစ် -19 ကပ်ရောဂါဖြင့်တဘာဝဘေးအန္တရာယ်များဖြစ်ပွားခဲ့ပြီးပြည်တွင်းစုပူအုံကြွမှုမျိုးစုံပြည်ပကသွေးထိုးလှုံ့ဆော်မှုမျိုးစုံနဲ့အခက်အခဲအကျက်တဲဆုံးအချိန်များကိုကြုံတွေ့ဖြတ်သန်းခဲ့ရကြောင်းအဆိုပါအခက်အခဲများကိုတပ်နဲ့ပြည်သူလက်တွဲပြီးအားလုံးစုစည်းညီညွတ်စွာဖြင့်အကောင်းဆုံးကြော်ဖြတ်နိုင်ခဲ့ပြီဖြစ်ကြောင်းယခုခါ2025ခုနှစ်ပါတီစုံဒီမိုကရေစီထွေထွေရွေးကောက်ပွဲကိုလွတ်လပ်ပြီးတရားမျှတတဲ့ဂုဏ်သိက္ခာရှိတဲ့ရွေးကောက်ပွဲဖြစ်တန်တန်ရှင်းရှင်းအောင်မြင်စွာကျင်းပနိုင်ခဲ့ပြီဖြစ်တဲ့အတွက်မကြာမီချိန်မှာလွှတ်တော်မှရွေးချယ်တင်မြှောက်တဲ့နိုင်ငံတော်သမ္မတဦးဆောင်တဲ့အစိုးရတစ်ကိုနိုင်ငံတော်တာဝန်များလွှဲပြောင်းပေးနိုင်တော့မှာဖြစ်ကြောင်းအဲဒီလိုနိုင်ငံတော်မှာကြုံတွေ့ဖြတ်သန်းခဲ့တဲ့အခြေအနေများမှာဗိုလ်ချုပ်ကြီးရဲဝင်းဦးအနေဖြင့်နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီတွဲဖက်အတွင်းမှုအမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီတွဲဖက်အမှုဆောင်ချုပ်နိုင်ငံတော်လုံခြုံရေးနှင့်အေဂျင့်တာရေးကော်မရှင်အတွင်းမှုတပ်မတော်စစ်ဘက်ရေးရာလုံခြုံရေးအရာရှိချုပ်တာဝန်နဲ့ကာကွယ်ရေးဦးစီးချုပ်ကြီးတာဝန်တို့ကိုတက်တက်ကြွကြွကြည်ကြည်ပြွန်ပြွန်ထမ်းဆောင်နိုင်ခဲ့တဲ့အတွက်အထူးပင်ဂုဏ်ယူကြောင်းဒါကြောင့်ယခုလက်ရှိတာဝန်ယူထားတဲ့တပ်မတော်ကာကွယ်ရေးဦးစီးချုပ်တာဝန်များကိုယနေ့မှာဗိုလ်ချုပ်ကြီးရဲဝင်းဦးထံသို့လွှဲပြောင်းပေးအပ်လိုက်ပါကြောင်းနိုင်ငံတော်ပြည်သူလူထုနဲ့တပ်မတော်၏အကျိုးနိုင်ငံတော်၏အမျိုးသားအကျိုးစီးပွားအတွက်ကိုယ်စွမ်းဉာဏ်စွမ်းရှိသမျှကြာရနေရာကနေဆက်လက်အကျိုးပြုလှုပ်ဆောင်သွားမှာဖြစ်ကြောင်းတပ်မတော်ရဲ့စတင်ဝင်ရောက်စဉ်ကလေးကတွေ့ကြုံခဲ့ရတဲ့တပ်မတော်ခေါင်းဆောင်များလူဖို့ကိုင်ပံများတပ်မတော်ကာကွယ်ရေးဦးစီးချုပ်တာဝန်ထမ်းဆောင်ပြီးနောက်လက်တွဲလှုပ်ဆောင်ခဲ့ကြတဲ့လူဖို့ကိုင်ပံများအားလုံးကိုအထူးကျေးဇူးတင်ရှိတာကိုပြောကြားလိုကြောင်းမျိုးဆက်သစ်တပ်မတော်ခေါင်းဆောင်များအနေနဲ့လည်းတပ်မတော်ကာကွယ်ရေးဦးစီးချုပ်ဗိုလ်ချုပ်ကြီးရင်ဝင်းဦးနဲ့ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ်တို့ရဲ့ဦးဆောင်မှုအောက်မှာတပ်မတော်ရဲ့တာဝန်များကိုစူးစီးညီညွတ်စွာဖြင့်ကြိုးပမ်းဆောင်ရွက်ကြရန်ပြောကြားလိုကြောင်းကမ္ဘာတည်သူ၍မြန်မာတည်ရမည်မြန်မာတည်သူ၍မြန်မာတပ်မတော်တည်ရှိရမည်ကောင်းမြတ်သည့်တပ်မတော်၏တမိုင်းအစဉ်အလာများကိုဆက်လက်ထိန်းသိမ်းပြီးနိုင်ငံတော်ကအားထားရသောပြည်သူလူထုကအားကိုးရသောတပ်မတော်ဖြင့်ဆက်လက်ရည်တည်သွားကြပါဟုစန္ဒပြုကြောင်းဖြင့်ပြောကြပါ၏အဲဒီနောက်ဇေယျလူခန့်ချုပ်ဒုတိယဗိုလ်ချုပ်ကြီးဇေယျကျော်ထင်ဝင်းကကာကွယ်ရေးဦးစီးချုပ်ကြီးဗိုလ်ချုပ်ကြီးဇေယျကျော်ထင်စီသူရဲဝင်းဦးအားကာကွယ်ရေးဦးစီးချုပ်ရုံးတပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရာထူးခန့်အပ်ကြောင်းခန့်အပ်လွှာအားဖတ်ကြားတင်ပြပါသည်အဲဒီနောက်လက်ရှိတပ်မတော်ကာကွယ်ရေးဦးစီးချုပ်တာဝန်ထမ်းဆောင်လျက်ရှိသည်ဗိုလ်ချုပ်မှုကြီးတရိုးမဟာတရေစီသူတရိုးတီတီသူထမမင်းအောင်နိုင်ကတပ်မတော်ကာကွယ်ရေးဦးစီးချုပ်တာဝန်လွှဲပြောင်းလက်ခံတာဝန်ထမ်းဆောင်ပြီးကာကွယ်ရေးဦးစီးချုပ်ကြီးဗိုလ်ချုပ်ကြီးဇေယျကျော်ထင်စီသူရဲဝင်းဦးထံသို့တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၏အဆောင်ရောင်ထားနှင့်တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး၏
အလံတို့ကိုလွှဲပြောင်းပေးရပေးပြီးတပ်မတော်ကာကွယ်ဦးစီးချုပ်၏ဦးစီးကွပ်ကဲမှုတစိတ်ကိုတက်ဆင်ပေးပါသည်။အဲဒီနောက်တပ်မတော်ကာကွယ်ဦးစီးချုပ်တာဝန်လက်ခံထမ်းဆောင်သည့်တပ်မတော်ကာကွယ်ဦးစီးချုပ်ဗိုလ်ချုပ်ကြီးဇေယျကျော်ထင်စီသူရဲဝင်းဦးကတာဝန်လွှဲပြောင်းပေးအပ်ခဲ့သည့်ရခိုင်တပ်မတော်ကာကွယ်ဦးစီးချုပ်ဗိုလ်ချုပ်မှုကြီးမင်းအောင်လှိုင်ထံသို့ဂုဏ်ပြုအဆောင်ရောင်ထားကိုဂါရဝပြုပြန်လည်ပေးအပ်ပါသည်။အဲဒီနောက်မြန်မာတပ်မတော်၏တပ်မတော်ကာကွယ်ဦးစီးချုပ်၏တာဝန်များအားလွှဲပြောင်းလက်ခံတာဝန်ထမ်းဆောင်သည့်ဗိုလ်ချုပ်ကြီးဇေယျကျော်ထင်စီသူရဲဝင်းဦးကမိကွန်းပြောကြားရမှာလက်ရှိတပ်မတော်ကာကွယ်ဦးစီးချုပ်တာဝန်ယူခဲ့သည့်15နှစ်တာကာလအတွင်းခင်မီတပ်မတော်စတန်ဒတ်အာမီတိဆောက်ရေးလုပ်ငန်းစဉ်များကိုစနစ်တကျအကောင့်ထဲပေါ်လှုပ်ဆောင်ခဲ့ပါကြောင်းမိမိအနေဖြင့်လည်းတပ်မတော်ကိုတမန်ရိုးကျစစ်ဆင်နွှဲနိုင်သည့်တိုက်ဆွဲရင်နှင့်တိုက်ဆွဲအားရှိသည့်ခင်မီတပ်မတော်တရဖြစ်အောင်ရည်မှန်းချက်ထားဖွဲ့စည်းတည်ဆောက်နိုင်ရေးဆက်လက်ကြိုးပမ်းဆောင်ရွက်သွားမှာဖြစ်ပါကြောင်းတပ်မတော်အနေဖြင့်ခေတ်ဆက်ဆက်မှာဒုတာဝန်အရေးသုံးပါးကိုအမျိုးသားရေးတာဝန်ဖြစ်ခံယူထားကြောင်းနိုင်ငံတော်၏အမျိုးသားအကျိုးစီးပွားဖြစ်သည့်ဒုတာဝန်အရေးသုံးပါးကိုဆက်လက်ထိန်းသိမ်းကာကွယ်စောင့်ရှောက်သွားမှာဖြစ်ပါကြောင်းနိုင်ငံတော်ကအတည်ပြုပြဋ္ဌာန်းထားတဲ့ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေ2008ခုနှစ်ကိုကာကွယ်စောင့်ရှောက်သွားမှာဖြစ်တယ်လို့ဖွဲ့စည်းပုံအခြေခံဥပဒေအရအခြေခံဥပဒေကိုကာကွယ်စောင့်ရှောက်ရန်ပြည်ထောင်စုမပြုတ်ကွယ်ရေးတိုင်းရင်းသားစည်းလုံးညီညွတ်မှုမပြုတ်ကွယ်ရေးနဲ့အချုပ်အခြာအာဏာတည်တံ့ခိုင်မြဲရေးတို့ကိုကာကွယ်စောင့်ရှောက်ရန်စစ်မှန်၍စည်းကမ်းပြေဝသောပါတီစုံဒီမိုကရေစီစနစ်ကိုစောင့်ရှောက်ရန်တာဝန်ပေးထားတဲ့အတွက်ယခုတာဝန်များကိုသစ္စာရှိရှိကြေမွန်စွာဖြင့်ဆက်လက်ကြိုးပမ်းထမ်းဆောင်သွားမှာဖြစ်ပါကြောင်းနိုင်ငံတော်အစိုးရရဲ့ဦးဆောင်မှုနဲ့အတူနိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးနဲ့ပြည်သူတရက်လုံးရဲ့လိုလားချက်ဖြစ်တဲ့ဒီမိုကရေစီလမ်းကြောင်းကိုဆက်လက်ရှောင်လန်းနိုင်ရေးအတွက်တာဝန်များကိုထမ်းဆောင်သွားမှာဖြစ်ပါကြောင်းနိုင်ငံတော်အစိုးရရဲ့ပြည်တွင်းငြိမ်းချမ်းရေးတည်ဆောက်ရာမှာအပြည့်အဝပူးပေါင်းဆောင်ရွက်သွားမှာဖြစ်ပါကြောင်းဗိုလ်ချုပ်မှုကြီးမင်းအောင်လှိုင်ချမှတ်ထားတဲ့လေးလာလေးကျင့်လိုက်နာဆိုတဲ့စောင့်မှုတိုင်းလိုက်နာကျင့်သုံးပြီးတိုက်ဆွဲအားနဲ့တိုက်ဆွဲရင်ရှိတဲ့တပ်မတော်ဖြစ်အောင်ဆက်လက်ဆောင်ရွက်သွားမှာဖြစ်ပါကြောင်းပြည်သူသားမိပြည်သူသားအဖဆိုတဲ့မူဝါဒကိုလိုက်နာပြီးတပ်နဲ့ပြည်သူတသားတည်းဖြစ်အောင်ဆောင်ရွက်သွားမှာဖြစ်ပါကြောင်းအရက်ဖက်စစ်ဖက်ဆက်ဆံရေးတိုးတက်ကောင်းမွန်စေရန်တပ်တွင်းတပ်ပြင်စည်းရုံးရေးကိုအကောင်းဆုံးအကောင့်ထဲပေါ်ဆောင်ရွက်သွားမှာဖြစ်ပါကြောင်းနိုင်ငံတော်နဲ့ခေါင်းဆောင်ဆက်ဆက်ကအမျှော်မြင်ရှိရှိချမှတ်ခဲ့တဲ့မုံမြတ်တဲ့လက်ဆွေငန်းမွေကိုထိန်းသိမ်းပြီးတပ်မတော်နဲ့နိုင်ငံကုန်ကိုဆက်လက်မြင့်တင်သွားကြရန်ဆိုတဲ့တိုက်တွန်းမှာကြောင်းမှုကိုအလေးနက်လိုက်နာဆောင်ရွက်သွားမှာဖြစ်ပါကြောင်းတပ်မတော်ရဲ့အကောင်းမြတ်တဲ့သမိုင်းအစဉ်အလာများကိုဆက်လက်ထိန်းသိမ်းပြီးနိုင်ငံတော်ကအားထားရတဲ့တပ်မတော်ပြည်သူလူထုကအားကိုးရသောတပ်မတော်ဖြစ်အောင်ဆက်လက်ဆောင်ရွက်သွားမှာဖြစ်တာကိုအလေးနက်ထားပြောကြားလိုပါကြောင်းမိမိတို့နေဖြင့်တာဝန်ထမ်းဆောင်ခဲ့သည့်ကာလတစ်လျှောက်လုံးမှာပေးအပ်တဲ့အမိန့်နဲ့တာဝန်များကိုဥလည်မသုံးကြေပွန်စွာကြိုးပမ်းထမ်းဆောင်ခဲ့ပါကြောင်းအခုကဲ့သို့တပ်မတော်ကာကွယ်ဦးစီးချုပ်ဖြင့်ယုံကြည်စွာတာဝန်ပေးအပ်ခဲ့သည့်တပ်မတော်အကြီးအကဲများကိုအထူးပင်ကျေးဇူးတင်ရှိပါကြောင်းအထက်အကြီးအကဲများရဲ့ယုံကြည်မှုနဲ့ထိုက်တန်စွာနိုင်ငံတော်အကျိုးတပ်မတော်အကျိုးကိုကိုယ်စွမ်းဉာဏ်စွမ်းရှိသမျှကြိုးပမ်းထမ်းဆောင်သွားမည်ကိုကတိပြုအပ်ပါကြောင်းဖြင့်ပြောကြားပါသည်အဲဒီနောက်တပ်မတော်ကာကွယ်ဦးစီးချုပ်တာဝန်လွှဲပြောင်းပေးခဲ့သည့်ဗိုလ်ချုပ်မှုကြီးသရိုးမဟာသရေစီသူသရိုးတီတီသူထမမင်းအောင်နဲ့တာဝန်လက်ခံထမ်းဆောင်သူဗိုလ်ချုပ်ကြီးဇေယျကျော်ထင်စီသူရဲဝင်းတို့သည်ကွန်ပျူတာခွဲ၏
အလေးပြုခြင်းကိုခံယူပြီးဂုံပြုတပ်ဖွဲ့ကစစ်ကြောင်းပုံပြုခြိတက်အလေးပြုပြီးပြန်လည်ထွက်ပါလာတယ်အဲ့ဒီနောက်မြန်မာတပ်မတော်ကာကွယ်ဦးစီးချုပ်၏တာဝန်များအားလွှဲပြောင်းပေးရခဲ့သည့်ဗိုလ်ချုပ်မှုကြီးတရိုးမဟာတရေစီသူတရိုးတီတီသူတော်မင်းအောင်လှိုင်နှင့်ဇနီးတော်ကျူလာတပ်မတော်ကာကွယ်ဦးစီးချုပ်၏တာဝန်များအားလွှဲပြောင်းလက်ခံတာဝန်ထမ်းဆောင်သည့်ဗိုလ်ချုပ်ကြီးဇေယျကျော်ထင်စီသူရဲဝင်းဦးနှင့်ဇနီးဒေါ်နီလာတို့သည်အခမ်းအနားတက်ရောက်လာကြတဲ့ကာကွယ်ဦးစီးချုပ်ရုံးမှအစစ်မြစ်တပ်မတော်အရာရှိကြီးများနှင့်ဇနီးများဖိတ်ကြားထားသူများကိုရင်းရင်းနှီးနှီးနှုတ်ဆက်ပါတယ်။အဲဒီနောက်မြန်မာတပ်မတော်ကာကွယ်ဦးစီးချုပ်၏တာဝန်များအားလွှဲပြောင်းပေးရခဲ့သည့်ဗိုလ်ချုပ်မှုကြီးတရိုးမဟာတရေစီသူတရိုးတီတီသူတော်မင်းအောင်လှိုင်နှင့်ဇနီးဒေါ်ကျူကျူလာတို့သည်ကာကွယ်ဦးစီးချုပ်ရုံးဌာနအသီးသီးမှဂါရဝပြုပေးအပ်သည့်အမတ်တရလက်ဆောင်ပစ္စည်းများအားကြည့်ရှုကြပါသည်။အဲဒီနောက်မြန်မာတပ်မတော်ကာကွယ်ဦးစီးချုပ်၏တာဝန်များအားလက်ဆင့်ကမ်းလွှဲပြောင်းပေးရခဲ့သည်ဗိုလ်ချုပ်မှုကြီးတရိုးမဟာတရေစီသူတရိုးတီတီသူတော်မင်းအောင်လှိုင်နှင့်ဇနီးဒေါ်ကျူလာတို့လိုက်ပါလာသည့်မော်တော်ယာဉ်ဇေယျတီတီပိတ်မှန်မှပြန်လည်ထွက်ခွာရန်ဂုံပြုစစ်တီဝမ်၏ဂုံပြုတီးခတ်တီးဆိုမှုနှင့်တူဂုံပြုမြင်းစည်းတပ်ဖွဲ့မှလိုက်ပါချီတက်ပြီးစီးပြအခမ်းအနားဖြင့်ပို့ဆောင်နှုတ်ဆက်ကြပါသည်
ကနေ့ကျင်းပပြုလုပ်တဲ့ပြည်တော်စုတမရမြန်မာနိုင်ငံတော်မြန်မာတပ်မတော်ကာကွယ်ဦးစီးချုပ်တာဝန်လွှဲပြောင်းလက်ခံခြင်းဂုဏ်ပြုစေတဲ့အခမ်းအနားကိုဒုတိယတပ်မတော်ကာကွယ်ဦးစီးချုပ်ဒုတိယဗိုလ်ချုပ်မှုကြီးတီရီပြန်ရှိမဟာသရေစီသူဆုံးတဲ့စနီးတော်တန်တန်တွေပြည်တော်စုဝင်ကြီးများနဲ့စနီးများကာကွယ်ဦးစီးချုပ်မှအစိမ့်မြင့်တပ်မတော်အရာရှိကြီးများနဲ့စနီးများတက်ရောက်ခဲ့ကြတယ်လို့သတင်းရရှိပါသည်